ဒီမှာနော်လဲပြီနော်လဲပြီဆိုဒီမှာဒီစကန်နဲ့လေးနေနော်ဒါဘာကြောင့်လေးရလဲဆိုတာကျွန်တော်တို့အဖြေရှာမယ်ပေါ့အဲ့တော့ကျွန်တော်လေးပုံလေးနည်းတွေကအများကြီးရှိရနော်ခုဒီမှာဒီကောင်ကျွန်တော်တို့ဒီဘိန်းလုံးကန်ပြီးတော့ဟိုဘက်ဒီဘက်ရမ်းကြည့်မယ်နော်ဒါကကျွန်တော်ပစ္စည်းဖြုတ်ထားလို့ပေါ့နော်ဒီမှာသူ့ပစ္စည်းဖြုတ်ထားလို့နော်ဒါပေမဲ့ခုဒီမှာဒီနေထားမှာကျွန်တော်တို့စက်ကိုလှုပ်ကြည့်မှာပေါ့နော်လှုပ်ကြည့်တဲ့အခါကျွန်တော်ဒီကောင်ကအနှမ်းငယ်လှုပ်နေရမှာနော်ကိုကလုံးဝမလှုပ်တော့နော်မလှုပ်တော့ဆိုရင်တရားပါတရားတို့ခုကကျွန်တော်ဒီမှာနော်ဒီကောင်ကသူကဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်ခုဥပမာနော်ဒီဘိန်းလုံးနဲ့ဒီဘက်ထိတ်နဲ့ဒီဘက်ထိတ်နဲ့ပေါ့နော်ဒီဘိန်းလုံးနဲ့ဒီထိတ်နဲ့ကကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဝင်ရိုးကြီးပေါ့အလဲမှာနော်ဒီမှာအလဲဝင်ရိုးကြီးပေါ့နော်အဲ့ဝင်ရိုးကြီးကိုကျွန်တော်တို့ဒါနှစ်ဖက်ညှက်ကြထားရဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့နှစ်ဖက်ညှက်ကြထားတဲ့အနေထားမှာဒီဘက်ထိတ်ကဒါဟိုပါပေါ့နော်ဒီဘက်ထိတ်ကဘူလီကောင်းပေါ့နော်ဘိန်းလုံးဘူလီဒီဘက်ထိတ်ကကျွန်တော်တို့ဟိုပါပေါ့နော်ကွန်နတင်းရဲ့အထိုင်ပေါ့နော်ထားပါတော့နော်ဒီဘက်ကလည်းနတ်တလုံးဒီဘက်ကလည်းနတ်တလုံးကြက်ထားတယ်ပေါ့နော်နှစ်ဖက်လုံးကအကြက်တွေကြည့်ပါနော်ဒီဘိန်းလုံးဒီစက်ကိုလည်းလုံးဝအကြက်တွေကြည့်ကြက်ထားမယ်ဆိုရင်ကျွန်တော်ဆက်ကဘလို့မှလှည့်မရတော့နော်ဒါမှလှည့်ရတယ်နော်လုံးဝကြက်ထားရင်လှည့်မရတော့နော်ကြက်ထုတ်သားမယ်အဲ့တော့ကျွန်တော်တို့ဓာတ်စက်တင်မှာအဓိကမင်းကဒီအလဲဝင်ရိုးပဲနော်အဲ့တော့အလဲဝင်ရိုးကိုဆွဲထားတဲ့အရာတွေကကျွန်တော်တို့ထားပါတော့နော်ဒီကွန်နတင်းဆိုတာကျွန်တော်တို့ဟာပေါ့နော်ခွေးသားစိတ်ရှည်လို့နောက်ဆုပ်တွေခြေစိတ်ကျဲလောက်တဲ့ဟိုနောက်ကနော်ခြေစိတ်ကျဲလောက်တဲ့ဟာဆက်နောက်ကချင်းခြေစိတ်ကျဲလောက်တဲ့ဟာပေါ့နော်အကောင်နဲ့ဆွဲထားမယ်ပြီးရင်အတိုင်းဒီခွေးသားစိတ်အနှိမ့်မြင့်နေခွေးသားစိတ်ရှည်လို့နောက်ဆုပ်တွေပြီးရင်ကျွန်တော်တို့ဒီမှာအတိုင်းကွန်နတင်းမောင်းနေပေါ့နော်ဒါဆိုရင်ဒီနောက်ကနေပြီးတော့ဆက်နောက်ကနေပြီးတော့ဒီမှာနော်ဆက်နောက်ကနေပြီးတော့ဒီဂျွမ်းဆက်ကိုသွားထားပါနော်အဲ့တော့ဒီကောင်လေးနေရင်လည်းဒီဆက်ကလှည့်မရအောင်အဲ့တော့ဒီကောင်ကလေးနေရင်လည်းဒီခြေစိတ်ကျဲလောက်တဲ့ဟာလေးနေရင်လည်းဒီဘိန်းလုံးကလှည့်မရအောင်နော်ပြီးရင်ကျွန်တော်တို့ဒီခွေးသားစိတ်ရှည်လို့နောက်ဆုပ်ခွေးသားစိတ်နှိမ့်မြင့်ပြီးရင်ပြီးတော့မပါဘူးနော်ပြီးရင်ဒီဟာပါနော်ဘော်ဒါပေါ့နော်ဘော်ဒါလည်းတော့ဒီအလဲဝင်ရိုးကနေယူထားပါနော်အဘော်ဒါရဲ့အလဲဝင်ရိုးယူထားဟာဒီအောင်ပါနော်ဘော်ဒါရဲ့အလဲဝင်ရိုးယူထားဟာဒီကောင်ပါနော်ဒီကောင်ပါနော်အိုက်ကောင်ကလည်းကြက်နေရယ်ဒါမှမဟုတ်ရင်အိုက်ကောင်ထောင်းနေအိုက်ကောင်ပိုင်းထောင်းနေဆိုရင်ကျွန်တော်တို့စက်ကလှည့်မရဘူးပေါ့နော်အဲ့တော့စက်ကလှည့်မရဘူး400ရရှိမယ်လှည့်ရရင်တော့မှ400ဖြစ်မှာနော်အခုပုံစံမျိုးပေါ့နော်ဒီမှာဒါဆိုဒီမှာဒါ4နေမှာခဲဒီလိုလေးပုတ်လိုက်ရင်ပင်လုံးလဲနေရမယ်နေထားပါတော့အဲ့ဒါကိုဆက်ပေါ်ရလို့ခေါ်တာနော်ဒါဆိုရင်14နေပေါ့အဲ့တော့ကျွန်တော်တို့ဘယ်ဘန်းဖြစ်တာလဲဆိုအရင်ကြည့်ရမယ်အဲ့တော့ main ဘန်းဖြစ်တဲ့ကျွန်တော်စွန့်တော့ပြောတယ်ဒီဘက်ထိပ်နဲ့ဒီဘက်ထိပ်နဲ့ကြက်ထားတဲ့ဟာချောင်းရင်လက်ကြိုင်လည်းကျွန်တော်ဒီတိုင်းကစားကြည့်မယ်နော်ရှေ့လို့နောက်ဆိုလောက်ကြည့်မယ်လောက်ကြည့်ရလို့ဒီမှာဒီကောင်ကြက်နေနော်ကြက်နေဆိုရင်ကျွန်တော်ဒီကောင်ကိုရှော့ပြီးတော့ကျွန်တော်ဒီကောင်ဟာနည်းနည်းဟာပေးလိုက်မယ်အဲဆိုရင်ဒီကောင်ကစားလို့ရသွားပြီနော်ကစားလို့ရတိုင်းစကားပေါ့သွားမယ်နော်အဲ့တော့ကျွန်တော်ဒီကောင်မှာဆိုရင်နှစ်သုံးလုံးရှိရနော်ဒါဆက်ချင်းင်းတဲ့အတိုင်းကုန်တူပဲနော်ကြောင်မသွားနဲ့ပေါ့နော်ငါဆက်ကနေအောင်လေသူဆက်ကအစိမ်းအောင်လေဆိုတော့မလုံနဲ့နော်အကုန်လုံးကတူပဲနော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုရှော့လိုက်မယ်နော်ကောင်ရှော့မယ်ပြီးရင်ဒီကောင်လည်းထပ်ရှော့မယ်နော်ဒီမှာဘိုင်းနက်တွေကိုကျွန်တော်ထပ်ရှော့မယ်နော်ပြီးရင်ဒီကောင်လည်းကျွန်တော်ထပ်ရှော့မယ်နော်ဒီမှာဘိုင်းနက်သုံးလုံးကိုကျွန်တော်ရှော့လိုက်ရှော့ရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီကောင်ကျွန်တော်ဟာမယ်နော်ဒါတူနဲ့ဖြစ်နေပလေယာနဲ့ဖြစ်နေကျွန်တော်ရိုက်ပြီးတော့ဒီကောင်ဟာပြရမယ်နော်ဒီကောင်ဟာတော့ဘူးတော့ပဲနော်ဒီကောင်လှုပ်ရိုက်လို့နည်းနည်းကြောဆိုတဲ့အတန်းပါနော်နည်းနည်းချောင်းတဲ့အတန်းလေးကျွန်တော်ထွက်နေရမှာနော်မထွက်ဘူးဆိုရင်ဒါဒီကောင်ဖြစ်သေးရပါနော်မချောင်းသေးရဘူးဒါတော့ဒီပေါ်ကနေပြီးကျွန်တော်ထောက်ပြီးတော့ပလက်ဟိုပါနော်တူလေးနဲ့ပြင်နေပလက်ယာလေးနဲ့ပြင်ခောက်ပြီးပါနော်ဒီဝဟုတ်လေးထိတ်ကနေခောက်ပြဒီကောင်ဟာသွားလိမ့်မယ်နော်ဒီနက်တွေရှော့ပြင်ဒီကောင်ဟာလုံးဝဖြုတ်ထုတ်လို့ရတယ်နော်ဒီကောင်အဲ့ကောင်ဒီကောင်ကျွန်တော်အရန်ကြီးလဲချောင်းနေလို့မရအောင်เนาะအရန်ကြီးချောင်းနေရင်လည်းဒီကောင်ကရှင်းအောင်ပြေးပြီးတော့ကျွန်တော်တို့ဆက်ချုပ်တဲ့ခါကျရင်ကျွန်တော်တို့လည်းမြေပေါ့เนาะဒီကောင်ရဲ့နေတော့ကျွန်တော်တို့မရောမဟောပါเนาะအနှင်းငယ်ချောင်းလောက်ကစားအောင်လောင်နေထားလေးကျွန်တော်ထားပြီးလိုက်စကားပေါ့ရပေါ့เนาะအဲ့ဒါဒီအလဲဝင်ရိုးရှစ်တန်းကြောင်ပေါ့เนาะဒီကောင်ကိုကျွန်တော်ချောင်းလိုက်မယ်เนาะ
ချောင်းတော့မပြတော့ဘူးနော်ဘာလို့ကျွန်တော်လက်တစ်ဘက်ကဖုံးခိုင်းတာလို့နော်ကိုဒီကောင်ကိုကျွန်တော်ချောင်းကြည့်လိုက်တယ်နော်ဒီမှာဒီဝေးလှည့်လိုက်ကျွန်တော်ရနော်ဒါပေါ်တယ်ခွနော်တော့ပေါ်သွားနော်ဒါလည်းမထွက်ဘူးပေါ်လည်းပေါ်သွားပြီမနော်ဒီကောင်ကလည်းရှင်းနောက်ဆက်လုပ်တဲ့အခါကျတော့မြင်နော်ဆွမ်းတော့မမြည်ဘူးနော်အဲ့ကောင်လည်းကျွန်တော်နိုင်ငံချောင်းလိုက်တယ်ဒီကောင်နော်ရှော့ပြီးတော့နိုင်ငံချောင်းလိုက်တယ်ပြီးတော့ဘာလို့လုပ်လိုက်လဲဆိုတော့ကျွန်တော်ဒီမှာဆွဲထားတဲ့ကွန်နတင်နဲ့ဒီနော်ဒီကောင်တွေကိုလည်းကျွန်တော် light shot လိုက်တယ်နော် shot လိုက်လို့လည်းကောင်လည်းဘာမှမဖြစ်ဘူးနော်ပြုတ်မထွက်ဘူးနော်နိုင်ငံသူအထိန်သဘောလေးပဲနော်ဒီကောင်ပြီးရင်ဒီကောင်ဒီအောက်မှာလည်းကွန်နတင်နဲ့ရှိရနော်ဒီအတိုင်ဆွဲထားတဲ့ကွန်နတင်နဲ့ရှိရနော်ဒီအတိုင်ကဒီနောက်ကနေဆွဲထားနော်ဒီပေါ်မှာလည်းတော့ကွန်နတင်ပါနော်ဒီကောင်တွေလည်း shot လို့ရတယ်နော် shot လိုက်ပို့တော့ပေါ့သွားမှာဒါပေမဲ့ကျွန်တော်နည်းနည်းချောတဲ့အခါကျရင်ပြုတ်ထွက်မှာဆိုလို့ကျွန်တော်နိုင်ငံတော့ထိမ့်ပြီးကြက်ထားမှာနော်ကြက်အောင်တော့ကြက်ထားမှာနော်ဒီကောင်အဲ့ကောင်တွေကကျွန်တော်တို့အတကုန်းကြက်ထားတယ်ဒီမှာကောင်ဆက်လှန်နိုင်မြင်ရနော်ဒီအောင်မှာနော်နှလုံးရှိရဒီဘက်မှာတစ်လုံးဟိုမှာတစ်လုံးဘိန်းလုံးလဲပြီးတော့ကျွန်တော် net ကို shot လို့ရတယ်နော်အဲ့ကောင်တွေ shot လိုက်ရင်ကျွန်တော်ဘာဖြစ်မလို့ဆိုကြတော့အဲ့ကောင်တွေ shot လိုက်ရင်ကျွန်တော်ဆက်ကပေါ့သွားမှာနော်ပြီးရင်ကျွန်တော်ဆက်ကချုပ်နေတဲ့နေရာမှာလေးသွားရပါနော်လေးသွားရဆိုကျွန်တော်ဒီမှာနော်ဒီအတွင်းနဲ့ပေါ့ဒီလိုနဲ့ဘုတ်ဒီပြီးရင်ဒီမှာဒီကောင်လေးဆိုကျွန်တော်ကစားနေနော်ကစားနေအဲ့အတွင်းနေထဲမှာကျွန်တော်ခြေရရစ်ဝင်သွားတော့ပြီးရင်ဓာတ်စားရတဲ့အစာတွေကဝင်သွားလိတ်ဝင်သွားတော့ဆိုရင်လည်းကျွန်တော်ဆက်ကချုပ်နေတဲ့နဲ့လေးရပါနော်ဒီလိုမျိုးမပေါ်ဘဲနဲ့လေးနေရပါနော်အဲဆိုကျွန်တော်အဲ့အစာတွေထုတ်ပေးရမှာနော်သက္ကနာလေးနဲ့ဆိတ်ရှည်လေးနဲ့ဓာတ်လေးနဲ့ချက်လိုက်သက္ကနာလေးနဲ့ဆွတ်ထုတ်လိုက်လုပ်ပေးရမှာနော်အဲ့လိုထုတ်ဖို့တော့ကကျွန်တော်ဒီအရှိရလို့အခုလိုမျိုးဖုံးလေးဖြုတ်ထားမှရမှာနော်ဒီအဲ့မှာဒီအတွင်းထဲကြီးနော်ဒီအတွင်းထဲကြီးထဲမှာလည်းကျွန်တော်မုံမတွေဝင်တာများနော်ချိန်ရတဲ့ရှိရသူမှန်တယ်များအကုန်လုံးဒီထဲမှာချီကိုမုံမတွေဝင်တယ်ပေါ့နော်အနေကျင်းတော့ဝင်တယ်ညာတဲ့သူနဲ့နှဲတဲ့သူနဲ့ဒါပဲကွာမယ်နော်အဲ့တော့ဒီထဲဟာတွေကျွန်တော်ထုတ်ပေးရမယ်နော်တုံးတန်းသချုပ်သူတွေကတော့ကျွန်တော်ဒီလိုမျိုးဖြုတ်ပြီးတော့ကျွန်တော်တို့တန်ရှင်းမလုပ်နိုင်ဘူးပေါ့နော်မလုပ်နိုင်တဲ့ကြောင့်ကျွန်တော်ဒီတော့နေထားမျိုးလေးဒီအတွင်းထဲကဝင်ရိုးလေးကိုကျွန်တော်လုံနိုင်ဖို့တော့ဒီအရှိအဖုံးလေးတစ်ခုရှိရနော်အဲ့ဖုံးလေးဖြုတ်ပြီးလုံလိုက်ရင်လည်းအဆင်ပြေနော်ဒီလိုမျိုးအကုန်လုံးမဖြုတ်နိုင်အောင်ဆိုရင်တော့ကျွန်တော်တို့ဒီမှာနော်ဒီအဖုံးရှိမှာပေါ့နော်ဒီအဖုံးလေးကိုကျွန်တော်တို့ဖြုတ်လို့ရတယ်နော်ဒီဖုံးလေးဖြုတ်ဖို့တော့ကတူတက်ထားတော့ဒီအောက်ကဒီတံပြားကိုအတွင်းထဲကိုဒီကောင်းရဲ့အနောက်ကိုတော့ထားတတ်တာပေါ့နော်ဘယ်လိုမျိုးလေးထားတတ်တာနော်ဘယ်လိုမျိုးလေးထားတတ်တာအဲ့တော့ကျွန်တော်တို့ဒီသူ့ရှေ့မှာထားပြီးတက်လို့မရအောင်နော်အဲ့ဖြုတ်ပြီးမြတ်တဲ့ခါကျရင်ကျွန်တော်မှားနေမှာနော်အဲ့လိုမျိုးတက်လိုက်ရင်ကျွန်တော်ဒီကောင်ကဘယ်လုံးလဲခါကစားနေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာနော်ကစားနေဖြစ်တဲ့ကြောင့်ဒီဖုံးနဲ့တိုက်ပြီးတော့ကျိုးတယ်နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုဒီလိုမျိုးတက်တဲ့ခါကျရင်ဒီလိုမျိုးအတွင်းထဲကိုထားတက်ပြီးတော့ဒီသူ့ရဲ့ဒီမှာနပ်ပေါက်ရနော်အဲ့နပ်ပေါက်နဲ့ဒီမှာပိုင်းနပ်ပေါက်နဲ့တန်းတန်းလေးဖြစ်အောင်ကျွန်တော်ထားပြီးတက်ပေးလိုက်အောင်နော်အဲ့တော့အဆင်ပြေပေါ့နော်အဲ့တော့ကျွန်တော်သန့်ရှင်းလုပ်တဲ့ခါကျရင်ဒီအဖုံးလေးဖြုတ်မှရမှာနော်ဖြုတ်ပြီးတော့ကျွန်တော်ဒီအတွင်းထဲဟာမြင်ရပြီပေါ့နော်ဒီလိုမျိုးလေးမြင်ရနော်ဒီရှေ့မှာတော့ကျွန်တော်ဝါးရရှိအောင်ပဲပေါ့နော်အကားတွေရှိအောင်ပဲပေါ့နော်တံမြားကားတွေဒါမှအဲ့တံမြားကားတွေကချွတ်လို့ရတယ်နော်ချွတ်လို့ရတယ်ဆိုတော့လှမ်းလို့ရပါနော်နက်တွေပါဖြုတ်စရာမလိုဘဲနဲ့လှမ်းလို့ရလှမ်းပြီးတော့ဒီကဒီဖုံးမယ်နော်အဲ့ဖုံးလေးဖြုတ်ပြီးတော့ဒီကြားထဲမှာရှိရဲ့အမုံမားတွေကိုကျွန်တော်ရှင်းထုတ်ပေးရမယ်နော်အမုံမားတွေရှင်းထုတ်ပေးရတော့မှမရသေးဘူးဆိုကျွန်တော်စီလေးပါနေငယ်ဒီဝင်ရိုးပုတ်တွေ joint set တွေကိုကျွန်တော်ထည့်ပေးရမယ်နော်ဒီဘက်တွေကိုပြီးဒီနောက်တွေရောနော်အဲ့ဒါတွေစီထည့်မယ်ပြီးဒီနောက်မှာခြေစိတ်ကျဲလောက်တာရှိရနော်အဲ့အတွင်းထဲကြီးကျွန်တော်စီလိုက်ထည့်ပေးမယ်နော်စီလိုက်ထည့်ပြီးတော့ကျွန်တော်ပြီးရင်ဘင်းလုံးကြားရည်လေမုံမရရှိနေတာကြည့်မယ်နော်အဲ့ဒီကျွန်တော်စီလိုက်ထည့်ပေးမယ်နော်ပုတ်တွေ joint set တွေဒီလို joint set တွေကြားမှာစီလိုက်ထည့်ပြီးတော့ကျွန်တော်ဘင်းလုံးလေးနိုင်ငံလှည့်ကြည့်ပေးရမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ခြေတွေထုတ်ပြီးသွားရင်တော့ဒီစားပေါက်ပေါ့သွားလိမ့်မယ်နော်မပေါ်သေးဘူးဆိုတော့ကျွန်တော်ဆွမ်းနာပြောသလိုပဲဒီ connecting တွေပါလိုက် short ရမယ်နော်တော့ချုပ်နေတဲ့နဲ့ကြက်သွားနေထားရရှိရရော့သွားနေထားရရှိပြီးရင်net တွေပြုတ်ပြီးတော့ထောက်နေရရှိရနော်ကျွန်တော်ဘယ်နှကတားပြုတ်နေတယ်ပြုတ်နေတဲ့ကိုကျွန်တော် web လေးနဲ့ကြက်ပြရမယ်နော်ကြက်လိုက်လို့လည်းဘာမှထားဖြစ်မသွားဘူးshort လိုက်လို့လည်းဘာမှထားမဖြစ်သွားဘူးနော်အဓိကမဖြုတ်လိုက်ဖို့ပဲနော်